1940ခုနှစ်ပစိဖိတ်သမုဒ္ဒရာပေါ်ကကောင်းကင်ထဲမှာအတန်တိတ်တိတ်နဲ့လင်းမြန်စွာပြန်တန်းလာတဲ့လေယာဉ်တစ်စီးရှိပါတယ်။အမေရိကန်တွေကဒါပါလေယာဉ်လဲလို့ဆိုပြီးကြောက်ရွံ့စွာမေးခဲ့ကြတဲ့လေယာဉ်မှာအယမ်းမြန်တယ်။ပြီးတော့လေကြောင်းတိုက်ပွဲတွေမှာအနိုင်ယူဖို့အလွန်ခက်ခဲတယ်။ဒီလေယာဉ်ကတော့ Mitsubishi A6M0 လို့ခေါ်တဲ့ဒုတိယကမ္ဘာစစ်အတွင်းဂျပန်နိုင်ငံရဲ့အကျော်ကြားဆုံးတိုက်လေယာဉ်တစ်စီးဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့Zero Fighter ရဲ့ဖန်တီးပုံပလဲစိတ်ကံတိုက်ခိုက်မှုလေကြောင်းတိုက်ပွဲတွေနဲ့အားတာချက်အားနည်းချက်နောက်ဆုံးကြဆုံးသွားပုံအထိအစအဆုံးအသေးစိတ် sharing လုပ်ပေးချင်ပါတယ်1930ခုနှစ်နောက်ပိုင်းဂျပန်အင်ပါယာပစိဖိတ်ဒေသမှာစစ်ရေးအင်အားတိုးချဲ့နေချိန်ဂျပန်ရေတပ်ကအလွန်ဝေးပြန်နိုင်ပြီးအလွန်မြန်တဲ့ carrier based fighter aircraft အသစ်လိုအပ်လာပါတယ်သူတို့လိုချင်တဲ့ချက်တွေကမြန်ရမယ်အကွာဝေးရှည်ပြန်နိုင်ရမယ် aircraft carrier ပေါ်ကအစင်းနိုင်တက်နိုင်ရမယ်လေကြောင်းတိုက်ပွဲတွေမှာအနိုင်ရနိုင်ရမယ်ဒီ challenge ကို Mitsubishi Heavy Industry ကလက်ခံခဲ့ပါတယ်အဓိကဒီဇိုင်နာကတော့ Gio Horikoshi လို့ခေါ်တဲ့ engineer တူဖြစ်ပါတယ်သူကလေယာဉ်ကိုအလွန်ပေါ့ပါအောင်ဒီဇိုင်းပြုလုပ်ခဲ့ပါတယ်တန်အကာအကွယ်တွေရှော့ချတယ်အလေးချိန်ကိုအနည်းဆုံးလုပ်တယ်အမြန်နှုန်းနဲ့လှည့်ပတ်နိုင်စွမ်းကိုအဓိကထားတယ်1940ပြည့်နှစ်ဇူလိုင်လမှာဂျပန်တော်ဝင်ရေတပ်မတော်ကစတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ Zero ဆိုတဲ့နာမည်ကတော့ဂျပန်အင်ပါယာနှစ်2600ကိုရည်ညွှန်းတာဖြစ်ပါတယ်။ဒီလေယာဉ်ကစတင်ထွက်ပေါ်လာချိန်ကလေးကကမ္ဘာအကောင်ဆုံးလေယာဉ်တင်သင်္ဘောအခြေစိုက်တိုက်လေယာဉ်တွေထဲမှာတစ်စီးအပါဝင်ဖြစ်ခဲ့ပါတယ်။ Zero ရဲ့အကြီးမားဆုံးအားသာချက်က maneuverability ဖြစ်ပါတယ်။ Dogfight ထဲမှာ Zero ကကကြီးရဲ့တယောက်လိုလှည့်ပတ်နိုင်ပြီး American Fighter တွေဖြစ်တဲ့ F4F Wildcat, P40 Warhawk တို့ထက် turning ability အများကြီးသာတာဖြစ်ပါတယ်။ပြီးတော့ range လည်းအမကန်ရှည်ပါတယ်။ဒါကြောင့်ဂျပန်လေယာဉ်တင်သင်္ဘောတွေကအလွန်ဝေးတဲ့နေရာအထိ air attack လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အစပိုင်းမှာဂျပန်ရေတပ် pilot တွေကကမ္ဘာတွေ့ကြုံအများဆုံး pilot တွေထဲမှာပါဝင်ခဲ့ပါတယ်။ဒီ combination ကြောင့် Zero ဟာ Pacific ကောင်းကင်ကိုဒုတိယကမ္ဘာစစ်အစမှာလွှမ်းမိုးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။နက်အစောပိုင်းမှာဂျပန် aircraft carrier fleet ကလေယာဉ်ရာနဲ့ချီ launch လုပ်ခဲ့ပါတယ်။အဲ့ဒီထဲမှာ Zero Fighter တွေလည်းပါဝင်နေခဲ့ပါတယ်။သူတို့ရဲ့ mission က bomber တွေကိုကာကွယ်ပေးဖို့ American Fighter တွေကိုပစ်ချဖို့နဲ့ကောင်းကင်ထိန်းချုပ်မှုရယူဖို့ပဲဖြစ်ပါတယ်။တိုက်ခိုက်မှုစတင်တဲ့အချိန်မှာ American တွေကအဆင်သင့်မဖြစ်သေးပါဘူး။ Zero pilot တွေက American လေယာဉ်များစွာလျင်မြန်စွာပစ်ချနိုင်ခဲ့ပါတယ်။ပလဲစိတ်ကံတိုက်ခိုက်မှုနောက်ပိုင်းမှာ Zero ဆိုတဲ့နာမည်ဟာကဘာကျော်သွားခဲ့ပါတော့တယ်။ Zero လေယာဉ်မှာရန်သူလေယာဉ်တွေကိုဖျက်ဆီးဖို့အတွက်လက်နက်နှမျိုးကိုပေါင်းစပ်တပ်ဆင်ထားပါတယ်။ 7.7mm Type 97 17နှစ်လက်ကိုလေယာဉ်နှာခေါင်းပိုင်းမှာတပ်ဆင်ထားပါတယ်။တစ်လက်ကိုကြီးစံ900စီပါဝင်ပြီးရှေ့ကပန်ကာတစ်လက်ကြားတွေကနေထွက်အောင်ညှိထားတာပါ။နောက်ထပ်ကတော့ 20mm Type 99အမြောက်နှစ်လက်ကိုအတောင်ပံတွေထဲမှာတပ်ဆင်ထားတာပါ။ဒါတွေဟာအခေတ်ကတိုက်လေယာဉ်တွေအတွက်အတော်လေးပြင်းထန်တဲ့လက်နက်ဖြစ်ပြီးရန်သူလေယာဉ်ကိုအပိုင်းပိုင်းပြတ်သွားအောင်ပစ်နိုင်စွမ်းရှိပါတယ်။လိုအပ်ရင်တောင်ပံအောက်မှာ60ကီလိုဘုံနှလုံးဒါမှမဟုတ်ခါမခါစီတိုက်ခိုက်မှုတွေအတွက်250ကီလိုဘုံတစ်လုံးတပ်ဆင်နိုင်ပါတယ်။အင်ဂျင်အနေနဲ့ကတော့ Nakajima Saka Air 14 cylinder အင်ဂျင်ကိုသုံးထားပြီးအမြန်ဆုံးအမြန်နှုန်း933ကီလိုမီတာပါအာဝါနဲ့ပြန်တန်းနိုင်ပါတယ်။ပြန်တန်းနိုင်တဲ့အကွာအဝေးကတော့စီတိုင်ကီအပိုပါရင်ကီလိုမီတာ3000ကျော်အထိပြန်တန်းနိုင်တာကြောင့်ပစိဖိတ်သမုဒ္ဒရာတွေကကျွန်းတွေကြားတိုက်ပွဲတွေဖော်ဖို့အကောင်းဆုံးဖြစ်ခဲ့ပါတယ်1942ခုနှစ်အတွင်းမှာ Zero Fighter တွေဟာဖိလစ်ပိုင်မလေးရှားစင်ကာပူအင်ဒိုနီးရှားပစိဖိတ်ကျွန်းစုများနဲ့နေရာအနှံ့အပြားမှာ dominance ပြသခဲ့တာဖြစ်ပါတယ်။မဟာမိတ် pilot တွေဟာ Zero နဲ့လက်ပတ်တိုက်ခတ်တာမျိုးမလုပ်နဲ့လို့ပြောရလောက်တဲ့အထိတောင်ဖြစ်ခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့အနီးကပ် dogfight ထဲဝင်ရင်အနိုင်ရဖို့အလွန်ခက်လို့ဖြစ်ပါတယ်။ဒါပေမဲ့ American တွေက Zero ရဲ့အားနည်းချက်တွေကိုစတင်လေ့လာပါတော့တယ်။ Capture Zero aircraft စီးကို American တွေကစတင်လေ့လာစမ်းသပ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာအရေးကြီးတဲ့အားနည်းချက်တွေကိုတွေ့လာပါတော့တယ်။
အလေးချိန်ပေါ့အောင်လုပ်ထားရတာကြောင့် pilot တွေအတွက်တန်ချက်ကကာကွယ်မပါသလိုစီတိုင်ကီတွေမှာလည်းကြီးထိရင်ပြန်ပိတ်ပေးတဲ့ self sealing စနစ်မပါဝင်ပါဘူးနောက်ထပ်ကြီးစံနေငယ်ထိမှန်ုံနဲ့လေယာဉ်ဟာမီးလောင်ပေါက်ကွဲသွားတတ်ပါတယ်ဒါကြောင့်မဟာမိတ်တပ်တွေကသူ့ကို the flying lighter ပြန်တန်းနေတဲ့မီးချစ်လို့တော့နောက်ပြောင်ခေါ်ဆိုခဲ့ကြပါတယ်ဒါဟာဂျပန်အင်ဂျင်နီယာတွေကမြန်နှုံးနဲ့ကွေ့ဝိုက်နိုင်စွမ်းကအရေးကြီးဆုံးလို့ယုံကြည်ခဲ့ကြတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်0ဟာအလွန်မြန်ပြီးတွက်လက်ပေမဲ့ထိခိုက်မိတာနဲ့အလွယ်တကူပျက်စီးနိုင်ပါတယ်။ဒါကြောင့် American pilot တွေက tactic အသစ်သုံးလာကြပါတော့တယ်။သူတို့က turning dogfight မလုပ်တော့ဘဲနဲ့အဲ့ဒီအစားအပေါ်ကနေအမြန်ဆင်းတိုက်တယ်။ပြီးရင်မြန်နှုံးမြင့်မြင့်နဲ့ပြန်တက်သွားတယ်။ဒီနည်းက0အလွန်ထိခိုက်စေခဲ့တာဖြစ်ပါတယ်1942ခုနှစ်မှာဖြစ်ပွားခဲ့တဲ့မေဝေးကျွန်းစုတိုက်ပွဲဟာပစိဖိတ်ဝါရဲ့ချိန်ခွင်ရှာကိုပြောင်းလဲပေးခဲ့တဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ဂျပန်လေယာဉ်သင်္ဘော၄စီးဆုံးရှုံးခဲ့ပြီးအတွေ့အကြုံအများဆုံး pilot တွေလည်းဆုံးရှုံးခဲ့ရတဲ့အတွက်ဒါဟာဂျပန်အတွက်အကြီးမားဆုံးထိုးနှက်မှုဖြစ်ခဲ့ပါတယ်။0လေယာဉ်ဟာကောင်းပေမဲ့ကျွမ်းကျင် pilot မရှိတော့ရင်အင်အားလည်းမရှိတော့သလိုတစ်ဖက်မှာလည်း American ကaircraft production အမြန်တိုးမြင့်လာပြီး fighter အသစ်တွေထွက်ပေါ်လာခဲ့ပါတယ်1943နောက်ပိုင်းမှာ American fighter အသစ်တွေဖြစ်ကြတဲ့ F6F Hellcat F4U Corsair တွေဟာ battlefield ထဲဝင်လာခဲ့ကြပါတယ်ဒီလေယာဉ်တွေဟာပိုမြန်တယ် cockpit armor တွေပိုကောင်းတယ် engine ပိုအားကောင်းတယ်လက်နက်ပိုကောင်းတယ်0က maneuverability ကောင်းနေပေမဲ့ဤပညာနောက်ကျလာပါတယ်ဂျပန် pilot training quality လည်းကျဆင်းလာပြီးအလောင်စာစီပက်လက်မှုတွေစက်မှုကဏ္ဍပျက်စီးဆုံးရှုံးမှုတွေနဲ့လေယာဉ်မှုတွေဆုံးရှုံးရခြင်းတွေကအားလုံးဂျပန်ကိုဖိအားပေးလာပါတယ်။နောက်ဆုံးမှာတော့ zero dominance အဆုံးသတ်သွားခဲ့ပါတယ်။စစ်နောက်ပိုင်းမှာဂျပန်ဟာ zero aircraft အချို့ကိုခါမခါစီ mission အတွက်အသုံးပြုခဲ့ကြပါတယ်။ pilot တွေဟာဘုံတင်ထားတဲ့လေယာဉ်တွေနဲ့ရန်သူစစ်သင်္ဘောတွေကိုတိုက်ရိုက်ဝင်တိုက်ခဲ့ကြတာပါဒါဟာဒုတိယကမ္ဘာစစ်ရဲ့အမောင်မိုက်ဆုံး chapter တွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်ဒီနေ့အထိ Mitsubishi A6M0 ဟာတမိုင်းဝင် legendary fighter aircraft တစ်စီးအဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်သူရဲ့ incredible maneuverability အစောပိုင်းစစ်ပွဲ dominance နောက်ဆုံး tragic downfall ဟာဒုတိယကမ္ဘာစစ်ရဲ့ symbol တစ်ခုဖြစ်လာခဲ့ပါတယ်0ဟာနီးပညာတစ်ခုကအစပိုင်းမှာ unbeatable ဖြစ်ပေမဲ့တိုးတက်မှုမရှိရင်နောက်ဆုံးမှာ outdated ဖြစ်သွားနိုင်တယ်ဆိုတော့တမိုင်းသင်ခန်းစာတစ်ခုလည်းဖြစ်ပါတယ်ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ပေးထားလို့ရပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်